ဘာတူလဲ လဲလား အေးဟုတ်တယ် နှုတ်ကပကြီးငါသားကွာရော ဘာတော့ဟာ ငါခင်လားရောင် သိတယ် လို့ပါကွာငါဖိုင်ရဲနာလို့ရောအိမ်နိုင်ရတဲ့စင်လာလို့ အော်နေငါလည်းအိမ်နဲ့တက်နေလေ မင်းနည်းနည်းလုပ်လိုက်ပါကွာမင်းတက်တာကြာလိုက်ပြီဥစားယူ အော်နေပါဦးလို့ပြောနေဟာကို ငါတကယ်မရတော့ဘူးရောငါတခါရိုက်ဖွင့်လိုက်မှာနော် ငါခဏနေဦးကွာခဏနေဦး မြင်လို့အမလီဆွေးဆွေးပေါက်တွေကြာလိုက် ကဲပါဟေး မှာကွာ ကွာတွေ့မယ်လာခဲ့လားမတွေ့မယ်မင်းကနဲ့ပြောမရမပြောလို့မရဘယ်နဲ့ကွာအလိုက်ကန်းဆိုမသိလူလိုနားမလဲတဲ့ကောင်အိမ်မှာခေါ်ထား တို့ရှင်းသွားပေါ့ကွာ ရ အဲ့လိုမထိုင်အောင် အေးအော်ဟေးမင်းကဟိုမှာလက်ညှိုးထိုးခိုင်းဟိုမှာထိုင်ခိုင်းနေတာ ဒီဘူးကွာမင်းကလေစောစီအဲ့ရနိုးရနဲ့ပြဿနာရှာမယ်စူမယ်ဟောမယ်ဆိုမင်းအိမ်မှာခဏလေးနေအောင်မင်းပဲပြောနေတာငါတစ်ချိန်လုံးနားလေးကိုညီငါပြောဖို့တဲ့တခါကြီးမင်းက အခုငါပြောနေရလားမင်းပြောနေရလား ငါပြောနေရမဟုတ်လေမင်းပြောမလို့ဆိုတာသိလို့ငါပြောပြနေရလေ မင်းအဲ့လိုတွေတော့အလိုက်ကန်းဆိုနားမလဲဘူးလားဟဲ့ရ အိမ်သာတက်တော့ဘာလို့လိုက်ကဲဆုံးနားမလဲ ဘလို့အိမ်နာတက်တာကိုအလိုက်ကန်းဆိုနားမလဲဟမ်ငါအိမ်နာတက်နေရလေဘာလို့အိုးမင်းလူကြမကောက်အောင်ထူတယ် ဟိုငါလည်းအိမ်သာတက်ချင်လို့ဟောမင်းကလည်း မင်းငါမပြောထားဘူးလား ငါပြောတာ မနဲ့ကြရင်တငယ်ချင်းအိမ်မှာထမင်းစားပိတ်ထားလို့ထမင်းစားသွားမယ်အခုငါအစိုးစီငါအကုန်လုံးလုပ်ပြီးသွားပြီကြီးအကုန်လုပ်ပြီးသွားပြီအဲ့ဒါကိုမင်းကဘာမှမလုပ်ရသေးဘူးအဲ့ဒါကိုငါအိမ်နာကြိုပြီးသွားတက်တယ်အဲ့ဒါကိုမင်းကအနောက်ကတော့ဟိုးတခါလိုက်ခေါက်တယ်မင်းအစောကြီးကတက်ချင်မင်းအစောကြီးကလိုက်လာမှာလေ ဟိုအိမ်သာဆိုတာဖင်းလေးကွာမင်းဘုံမိုင်းလို့ဖွင့်နေတဲ့အချိန်ဖွင့်ပိတ်နေတဲ့အချိန်ပိတ်လို့မရဘူးသူထွက်ချင်တဲ့အချိန်ထွက်မှာပေါ့မင်းကလည်း ငါပြောနေတာအဲ့ဒါကိုပြောနေ မင်းမင်းမှာကျတော့ဘုံမိုင်းပါလို့လားမင်းက ဟိယောကြိုလှုပ်ထားမယ်ဆိုတာကိုပြောနေတာနော်အစောကြီးတဲ့အိမ်နာတက်ချင်တယ်ဆိုဟိယောသူများတဲ့ကတည်းကအမြဲတမ်းခြေတလန်းတာနေရမယ်သူများတဲ့ကတည်းအမြဲတမ်းလက်ဦးမှုရရှိနေရမယ်မင်းကအဲ့လိုမဟုတ်ဘူးသူများလုပ်ပြီးဆိုအနောက်ကနေမင်းဝါဒီလိုက်များနေပြီပြောရတယ်လည်းမကောင်းဘူးငါပြောတော့သဘောပေါက်လား ပေါက်တယ်လမ်းတာကွာဘာဖြစ်တာလဲလို့မင်း ငါပြောတော့သဘောပေါက်လားလို့ သဘောပေါက်တယ်လေ အေးသူများကတည်းကဥအောင်လုပ်ချင်တယ်သူများကတည်းကခြေတလန်းတာနေရမယ်သူများကတည်းကလက်ဦးမှုရရှိနေရမယ်မင်းအဲ့ဒါလေးတော့မင်းမသိဘူးလား သိပြီအခုမင်းမတက်ခင်ခါနောက်တစ်ခေါက်သွားတက်လိုက်အောင်မယ် ဟေ့အောင်မင်းငါအဲ့ဒါကိုပြောတာအခုငါတကယ်ကြီးထမင်းစားသွားမှာ အေးလေအဲ့တော့ငါမြင်းမြပါထားလိုက်တော့မြင်းမြစားလို့ရမှာမဟုတ်ဘူးလားဒီတစ်ခါဘာဖြစ်တော်ပြီရော သူကပဲကွာအဲ့ကိုတော်တော်ပြဿနာရှာတဲ့ကောင်ဟေ့အောင်မင်းပြီးတာနဲ့သွားမှာနော် ပြီးရဲ့ ဟာ မင်းရှင်းခဲ့တာသိကြလား ဟာငါရှင်းခဲ့တယ်ရော အော်ဟေ့အောင်ဘာဖြစ်နေရတော့လမ်းတော့ကောင်းမှုမလို့ဟုတ်အော်ဟေ့အောင်မင်းကကြည့်နေတောက်ကြောင့်အိမ်ကစတွက်တယ်လေငါရှိရပိတ်ပြီးရှောက်နေရတေတော့မယ်မင်းကတော့အော်ဘာလောက်တာတော့ငါရှိရတယ်ဟမ်ဘာလို့ရင်လဲမင်းဘလို့ပိတ်ရှောက်နေရလဲလို့ ပိတ်လျှောက်တာမဟုတ်လေမင်းမဲသူများတဲ့ခြေတလန်းစိုးရမယ်ဆို ဟုတ်တာကြတော့မမထားတယ်မဟုတ်တာကြတော့မမထားကဲမင်းရှောက်ရှင်လားရှောက်တော့ကွာ ပြီးရော ဒါကွာ ဟာဟဲ့အောင်မင်းလူတစ်ယောက်လုံးတော့မမြင်ဘူးလားလောက်ကြကြလက်စလိုက်တာလက်စလိုက်တာမမြင်ဘူးလား你进来多带没你喽？don't在，不带都带没。ဟာယော ဘယ်လိုက်နေလဲကွာ ဟာပလိုက်တွေကိုငါမပြောဘူးကွာလက်မလဲတတူးတွေแล้วဒုက္ခပဲယောမင်းကဘာကိစ္စသွားထိုးရတာတော့လို့ မင်းမပြောတာလေသူများတဲ့လက်ဦးမှုရရမယ်အဲ့တော့ငါပိတ်ထိုးပြတာဗောကွာ အခုလူကြီးနဲ့သွားတိုက်ပြီးတဲ့ပြဿနာပါပဲကွာ မင်းလည်းငါပဲစူနေရပဲဟုတ်တယ်ဘာမှလည်းမသိဘူး အော်ဒါဟုတ်စုတယ်ဟလားလက်တော့တယ်ဆိုတာသူများလည်းကောင်ထိုးခိုင်းတာမဟုတ်ဘူးကွာငါလက်တော့တယ်ပြောတယ်ဆိုတာကစားတာတောက်တာသွားတာလာတာနေတာထိုင်အဲ့ဒါကိုပြောနေတာ ဒီလိုလေမင်းလက်သွဲအောင်လို့ဆိုတော့ငါလည်းထိုးလိုက်မိတာဗော အော်အေးမင်းမဟုတ်တဲ့ခိုင်ဆိုင်မင်းကောက်ကောက်ပြီး ကွာ တော့ တိပြီကွာတိပြီ သိပြီနဲ့ပြီးရင်တလွယ်ပဲလို့ ဟာဦးကလေးဟာစောင့်တယ်ကြာရတာဗျာခင်ဗျာလေ အဲ့လေကိုတော်တော်ကြီးစောင့်တာကြားတာဘိုက်တောင်စားနေပြီ ဟုတ်ကဲ့ ကဲတော်ထွေးစောင့်လာလိုက်ကဲထိုင်ဗျာထိုင်ဒီသားစုပြေမှာစားရတာဗောဟုတ်ကဲ့ကဲကိုတော်လေးစားလာတယ်နေဒီမှာစားလာတာဟုတ်ကဲ့စားကောင်းတာဗျာလိုက်ပါလို့တော်တော်မိန်တာဗျဒါလေးမှထက်တာနော်ဘယ်ကမှလဲကိုမမကောင်းလိုက်လား
ဘိုင်ကနေဝိုင်းမကုန်တော့ ကဲသူလည်းမကုန်တော့ဘူးတို့လည်းစားမရတော့ဘူးတွက်လက်နောက်မင်းကောင်လေးငါ့ကိုဘယ်တော့မှခေါင်းမလာနဲ့ ရှင်လည်းပြန်တော့ မစားဘူး ငါလည်းမစားသေးဘူးကွာ ဗျာ